PDCA တဲ့အဲ့ဆိုရင် PDCA ဆိုတာကတဲ့ဘာလဲဆိုရင်တဲ့သူကခန်းဒီ cycle ဆိုတဲ့ဒီလဲပတ်မှုပေါ့နော် cycle ဆိုတဲ့ဒီလဲပတ်မှုကြီးစီမံခန့်ခွဲရေးလဲပတ်မှုကြီးဒီမှာဒီကားချက်လေးနဲ့ရှင်းပြထားတယ်တော်တော်လေးအဆင်ပြေတယ် PDCA ရဲ့အရှိကောက်ကဘာလဲဆိုရင် plan တဲ့ do တဲ့ check တဲ့ add တဲ့အဲ့ဒါဟိုမှာရှေ့ကနေအတူကောက်လေးတွေ alphabet လေးတွေယူလိုက်တာဆို P ရယ် D ရယ် C ရယ် A ရယ်ဆိုတာရအဲ့ဆိုရင်အပေါ်ကလိုပဲ PDCA လို့ပြောလိုက်တာတဲ့ပြိုင်နဲ့ plan D ဆိုရင် do C ဆိုရင် check A ဆိုရင် add ဆိုတဲ့ဒါမျိုးလေးတွေကိုယ်ပြပြသိအောင်လုပ်မယ်သိပြီးသွားရင် plan ဆိုတဲ့သဘောတရားမျိုးကဘာလဲဆိုရင်ခဲကကုဒီအပေါ်အပိုက်ကိုတိတ်မကြည့်တော့ဘူးနော်ပြီးရင် D ဆိုတာက do ပေါ့နော်လုပ်ဒီဆိုတော့ jiko ဆိုတဲ့လက်တွေ့လှုပ်ဆောင်ခြင်းအဲကြတော့ plan ဆိုတော့ plan ဆွဲခြင်း do ဆိုတော့ jiko ဆိုတဲ့လက်တွေ့လှုပ်ဆောင်ခြင်းချက်ဆိုစစ်ဆေးသည်ပေါ့အဲကြတော့ तू ကစစ်ဆေးသည်ကိုဂျပန်လိုလေးဘယ်လိုဘာသာပြန်ထားလဲဆိုရင် hyoka တန်ဖိုးပိုင်းဖြတ်သည်ဆိုတဲ့အဓိပ္ပာယ်မျိုးတော့ရောက်တယ်ဥမာအလုပ်တစ်ခုလုပ်လိုက်တယ်ဒီအလုပ်ကဘယ်လောက်ပါစန်တေးထိကောင်းတာတော့ဘယ်လိုရာခိုင်နှုန်းထိပြည့်မီတာတော့ဘယ်လိုတော့ဆိုရင်အဲ့ဒါဆိုရင် hyoka ဆိုတဲ့အဓိပ္ပာယ်သက်ရောက်တယ်တန်ဖိုးပိုင်းဖြတ်သည်ဆိုတဲ့နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ s ဆိုတဲ့ခိုင်းစမ်းဆိုတဲ့ပုံမကောင်းမွန်အောင်လှုပ်ဆောင်သည်ဆိုတဲ့အဓိပ္ပာယ်ပုံမကောင်းမွန်အောင်လှုပ်ဆောင်သည်ဆိုတဲ့အဓိပ္ပာယ်သူရဲ့ definition တစ်ခုစီကိုသွားကြည့်တော့တာဆဲစပယ်ခိမိုကူယောပြည့်မီတဲ့နော်တာဆဲဆိုတာပြည့်မီစုပဲခိဆိုတာတင့်ပြည့်မီတဲ့နဲ့မိုကူယောဆိုတဲ့ရည်ရွယ်ချက်တွေကိုစက်သေးရှိဆိုတာတတ်မှတ်ကိုကဒီ project တစ်ခုလုပ်မယ်ဆိုတိုင်းအလုပ်တစ်ခုလုပ်မယ်ဆိုတိုင်းကိုပြည့်မီတဲ့နဲ့ target ကိုပြောချင်တာနောက်ဆိုဒီမိုကူယောကဒီနေရာမှာဘယ်လိုဘာသာပြန်အဆင်ပြေမလဲဆို target ဆိုပြီးဘာသာပြန်အဆင်ပြေဥမာ target ကိုမှီအောင်လုပ်ရမယ် target ကိုမှီအောင်လုပ်ရမယ်ဆိုပြီးတော့လုပ်ငန်းတွေတော်တော်များများမှာရှိတယ်ဒီမှာလည်းအဲ့လိုပဲပြည့်မီတဲ့ target တစ်ခုကိုသတ်မှတ်ပြီးတော့ဆိုတွေကိုတဲ့အဲ့ဒါကိုတဲ့တာဆေးစရုတမယ်တော့ပြည့်မီဖို့ရန်အတွက်ဟိုသတ်မှတ်တဲ့မိုကူဟျောသတ်မှတ်တဲ့ target ကိုပြည့်မီဖို့ရန်အတွက်ဆိုရင်တဲ့ကိုတိုင်းတခိနာဆိုတဲ့အသေးစိတ်လုံးဝအသေးစိတ်နော်တတိယကြအသေးစိတ်ကဲကခုကိုတာတဲရုပလန်ဆွဲတဲ့အစီအစဉ်ဆွဲတဲ့သူကတွဲလုံးလေးနော်ကဲကခုကိုတာတဲရုဆိုတာအစီအစဉ်ဆွဲတဲ့ဒန်းကင်တဲ့အဆင့်ဖြစ်ပါတယ်တဲ့အဲကြတော့ပထမဆုံးဘာလုပ်ရမလဲဆိုရင်ကိုပြည့်မီတဲ့ target တစ်ခုကိုသတ်မှတ်မယ်သတ်မှတ်ပြီးအဲ့ဒီ target ကိုပြည့်မီဖို့ရန်အတွက်အသေးစိတ်အစီအစဉ်ကိုဆွဲသွားတဲ့အဆင့်အဲ့လိုဒီတစ်ဆင့်ပြီးသွားပြီနောက်တစ်ဆင့်ကဘာလဲဆိုရင်တို့ do ဆိုတဲ့ jiko ဆိုတဲ့လက်တွေ့လှုပ်ဆောင်မယ်ရှေ့မှာပလန်ဆွဲခဲ့တယ်နော်အဲ့ကျတော့အောက်မှာဆိုရင်ကဲကခုမိုတိုဇွိတဲ့ဒီပလန်ကိုသတ်မှတ်ပြီးတော့နော်ပလန်ကိုမိုတိုဇွိတဲ့ဆိုတာအခြေခံပြီးတော့ဒီအရှိမပလန်ဆွဲခဲ့ရဆိုအဲ့ပလန်ကိုပဲမိုတိုဇွိတဲ့ဆိုတာအခြေခံပြီးတော့ဂူတိုင်းတက်ခိနာခိုးရိုးဆိုတဲ့အသေးစိတ်ကြားတဲ့လှုပ်ဆောင်မှုတွေသူအသေးစိတ်ဆွဲထားတဲ့ပလန်အတိုင်းပဲကိုကလည်းအသေးစိတ်ကြားတဲ့လှုပ်ဆောင်မှုတွေနဲ့ပြောမှုဆိုရယ်လုပ်ငန်းတာဝန်တွေကိုပြောမှုလုပ်ငန်းတာဝန်တွေကိုချစ်ခိုးစုရုဒန်းကင်တဲ့လက်တွေ့အကောင့်အထည်ပေါ်တဲ့ဒန်းကင်ဆိုတာအဆင့်ဖြစ်တယ်ဆိုလိုချင်တာကတော့ကိုသတ်မှတ်ထားတဲ့ plan ကိုအခြေခံပြီးတော့အသေးစိတ်လှုပ်ဆောင်တာပါပဲเนาะအဲ့လိုမျိုးအသေးစိတ်လှုပ်ဆောင်မှုတွေနဲ့လုပ်ငန်းတာဝန်တွေကိုလက်တွေ့အကောင့်ထဲပေါ်တဲ့အဆင့်ဖြစ်တယ်အဲ့ကျတော့လက်တွေ့အကောင့်ထဲပေါ်လိုက်ပြီးကိုယ့်ရဲ့ plan ကိုလှုပ်ဆောင်လိုက်ပြီးနောက်တစ်ခုကဘာလဲဆိုရင်ချက်ဆိုတဲ့စစ်ဆေးရမယ်ဟီယောကဆိုတဲ့တန်ဖိုးပိုင်းဖြတ်ရမယ်ရေဘူးရအားဖြင့်တော့စစ်ဆေးတာပါပဲဘာလို့စစ်ဆေးရမှာလဲဆိုရင်ဂျီကိုစတာခိုရိုနိုခက်ကဂျီကိုစတာဆိုတာလက်တွေ့အကောင့်အထည်ပေါ်ထားတဲ့ခိုးတို့လှုပ်ဆောင်မှုအပေါ်မှာလက်တွေ့အကောင့်ထဲပေါ်ထားတဲ့လှုပ်ဆောင်မှုတွေအဲ့လှုပ်ဆောင်မှုတွေရဲ့ခက်ကရလက်ကိုတကယ်ရလာမဲ့ရလက်နဲ့မိုကူယောတူတာဂက်နဲ့
ဒီနံပါတ်1မှာ target ဆိုတာလေးသတ်မှတ်ထားခဲ့တယ်တကယ်ရလာတဲ့ရလဒ်နဲ့ target ကို hikakush တယ်ဆိုတာနှိုင်းရှင်မယ်ငါတို့သတ်မှတ်ထားတာဒီလိုမျိုးရလာတာဒီလိုမျိုးအဲ့နှစ်ခုကိုနှိုင်းရှင်ပြီးတော့ hyokatsuru တန်းကင်တဲ့တန်ဖိုးပိုင်းဖြတ်တဲ့အဆင့်ဖြစ်တယ်ဘယ်နေရာတွေလိုအပ်နေရတော့ဘယ်လိုနေရာတွေတော့တို့ပြင်ဆင်ရမှာတော့အဲ့လိုတန်ဖိုးပိုင်းဖြတ်တဲ့အဆင့်ဖြစ်တယ်တဲ့နောက်တစ်ခုကကျတော့ကဲတန်ဖိုးလဲပိုင်းဖြတ်ပြီးတော့ပြစ်ချက်တွေတွေ့မှာပေါ့အမားတွေတွေ့မှာပေါ့နောက်ဆုံးမှာဗာပြန်လုပ်ရမှာဆိုတော့ခိုင်းစမ်းဆိုတဲ့ဗတ်ထားမှပုံမကောင်းမွန်အောင်လှုပ်ဆောင်ခြင်းတဲ့ဟီယောကခေကာကိုမိုတိုနီဒီတန်ဖိုးပိုင်းဖြတ်ထားတဲ့ရလက်ကိုဒီမှာတန်ဖိုးပိုင်းဖြတ်ထားတဲ့ရလက်ရှိအဲ့ပိုင်းဖြတ်ထားတဲ့ရလက်ကိုမိုတိုနီအခြေခံပြီးတော့စုကီနော့ cycle တဲ့နောက်ထပ်လဲပတ်မှုမှာအဲ့တော့အခုက plan do chat add ဆိုပြီးတော့ဒီ cycle တွေလဲပတ်နေအဲ့တော့ဒီနေရာမှာတစ်ဖက်ပြည့်တော့ဒီနန်းလေးမှာရောက်နေဒီမှာဒီနန်းလေးမှာရောက်နေအဲ့ကျတော့ဒီနေရာမှာတို့တစ်ဖက်လဲခဲ့တဲ့ချုပ်ရင်းချက်တွေအမားတွေပြင်ဆင်ရမယ့်အရာတွေပါလာခဲ့တယ်အဲ့လိုပါလာခဲ့တဲ့ဟာတွေကိုအခြေခံပြီးတော့နောက်ထပ်တစ်ခါလဲပတ်တော့မယ် cycle ဆိုတဲ့လဲပတ်တော့မယ်ဆိုရင်ခိုင်းစမ်းစခုဆိုတဲ့ပုံမကောင်းမွန်တဲ့စီမံချက်အဲ့ဆိုရင်ငါတို့နောက်တစ်ခါလဲပတ်မယ်ဆိုရင်ဒီလိုမျိုးအမှားမျိုးမဖြစ်အောင်ဆိုတဲ့ပုံမကောင်းမွန်တဲ့စီမံချက်ကိုခန်းတိုးရှိဆိုတာထည့်သွင်းစဉ်းစားမယ်နော်အဲ့တော့ခန်းကအဲမတ်ထက်ပိုးပြီးမြင့်တယ်ခန်းတိုးဆိုတဲ့သဘောတရားမျိုးอ่ะနော်အန်တရီမှာဆိုခဏခဏမေးရခန်းတိုးအဲ့ဒါဘာလို့လဲခန်းကအဲဒီလောက်တာပဲဒါပေမဲ့ထည့်သွင်းစဉ်းစားသည်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်ထည့်သွင်းစဉ်းစားပြီးတော့ခဲခခုရဂျစ်ခိုနီဒီ plan နေဒီလက်တွေ့လှုပ်ဆောင်ခြင်းတွေမှာဟန်အေးစာဆဲပြန်လဲသုံးသက်တဲ့နော်ဟန်အေးစာဆဲပြန်လဲသုံးသက်တဲ့ဒန်းကင်တဲ့အဆင့်ဖြစ်တယ်တဲ့အဲကြတော့ဒီမှာခိုင်းစမ်းလုပ်ခဲ့တဲ့အရာကဒီနေရာမှာအမားတွေမရှိတော့အဲကြတော့အဲ့အတိုင်းပဲလဲပတ်မယ်ဒီလိုမျိုးနဲ့ဒီလိုလဲပတ်ပုံစိုက်ခုတို့လှုပ်သွားခြင်းဖြစ်ကိုထုတ်လုပ်လိုက်တဲ့ပစ္စည်းတွေပဲဖြစ်ကိုဆွဲလိုက်တဲ့ plan တွေပဲဖြစ်ဗျာအမားတွေတစ်ခါပြီးတစ်ခါနဲတဲ့နဲသွားပြီပုံမပဲကောင်းမွန်လာတော့အဲ့ဒါကြောင့်မို့ तू ကဘာကိုပြောထားလဲဆိုရင်ခန်းနီတော့ စိုက်ခု PDCA ဆိုပြီးပြောထားတာအဲ့တော့တခုခုကို management လုပ်တဲ့အခါမျိုးမှာဆိုရင်ဒီ PDCA ကိုထက်ခါတလဲလှုပ်ဆောင်ရမယ်နော်အဲ့ဒါကြောင့်မို့သူ့ရဲ့ဒီမြားတွေကလည်းအသက်ပဲဒီ၄ခုကိုမှအရှင်ဟိုရှင်းထားတာမျိုးမဟုတ်ဘဲနဲ့စိုက်ခုတွေမှာထည့်ထားတာကဲအဲ့ဒါဆိုရင်ပြန်ပြီး